အခုဘယ်နှစ်နာရီထိုး9နိုင်ထိုးရမယ်မနက်9နာရီခရီးစထွက်ပါမယ်ဒီခီးစင်မှာတော့စစချင်းတိတ်မောင်လေးကကားမောင်းပါတယ်ရန်ကုန်ကနေပြီးတော့မနက်9နာရီကျော်လောက်မှာခီးစထွက်တယ်ပေါ့နော်ကလေးတွေလည်းပါရမလို့ကားကိုတော့ဖြည်းဖြည်းချင်းပဲမောင်းပြီးထွက်လာပါတယ်ပြီးတော့မနက်ပိုင်းရွှေပလင်ဆိုတဲ့နေရာမှာခီးတစ်ထောင်နားရယ်ပေါ့နော်အေးရတော့မိုးပြင်မဲ့မနက်စာကိုရောက်လာခဲ့ပါတယ်။တနေ့ကတော့အဆိုင်မှာတကြားပလာတာရယ်နောက်တော့လက်ဖေးကိုချိုးစိမ့်တစ်ခွက်မှားလိုက်တယ်ပေါ့နော်။တနေ့မောင်ကတော့စက်သားပလာတာတပွဲမှားလိုက်တယ်။စက်သားပလာကတော့စားလို့အဆင်ပြေခဲ့တယ်။တနေ့ကတော့ဖအံကိုအခုကပထမဦးဆုံးရောက်ပူတာပါ။အဓိကတော့အခုတလောဖအံကအရန်ခီးသွားရသည်ပါဆိုပြီးတော့အရန်နာမည်ကြီးနေတာလည်းပါတယ်။အရန်လည်းလှလို့မိသားစုကနေပြီးတော့မြန်မာပြည်ကိုခဏအလဲလာတော့သွားကြမယ်ဆိုပြီးတော့စီစဉ်လိုက်တာပေါ့နော်ဒီခီးစဉ်ကတော့3ညအိတ်4ရက်ခီးအေးဆေးဆေးပဲသွားကြမယ်ဆိုပြီးတော့စီစဉ်ဖြစ်ပါတယ်ဒါနဲ့လေရွှေပလင်းအစားတောက်တွေကများတော့အဖြစ်အဆင်မပြေခဲ့ဘူးအိမ်နေတော့တခြားပလာတာလည်း66ကြီးနောက်တော့တခြားမမေတို့မှာတဲ့အစားတောက်တွေလည်းအဲ့လောက်ကြီးအဆင်မပြေဘူးပေါ့နော်ဘေးနားမောင်လေးမှာတဲ့စက်သားပလာတာတစ်ခုပဲပါဇက်တဲ့စားလို့အဆင်ပြေခဲ့တယ်ဒါမဲ့လည်းမနက်ကအစောကြီးထလာတယ်လူကအားမရှိရနဲ့နည်းနည်းပါးပါတော့ရအောင်ဝင်အောင်စားလိုက်ပါတယ်ပြီးရင်တော့ခရီးပြန်ဆထွက်ပါပြီရာသီဥတုကလည်းမိုးရာသီလေးမို့လို့အဲ့လိုမျိုးလေးအေးလေးဖြစ်မယ်ထင်တာဒါမဲ့ရာသီဥတုကထင်တာတဲ့ပို့ပြီးတော့ပူဆက်ပူလောင်ကြီးဖြစ်နေတာဒါမဲ့လည်းသိန်းတို့ခီးသွားတဲ့လမ်းမှာတခြားခီးသွားတဲ့လူတွေတော်တော်များများကိုလည်းတွေ့ခဲ့ရပါတယ်17နာရီကျော်လောက်ကြာတော့စစ်တောင်းတရားဘက်ကိုရောက်လာတယ်ပေါ့နော်ဖအံကိုတော့နေ့လယ်12နာရီခွဲလောက်မှာရောက်သွားပါတယ်နာနာနဲ့နေအေးဆေးဆေးသွားတာမို့လို့ပို့ပြီးတော့သူများရဲ့ထပ်ပို့ပြီးကြာသွားတယ်ပေါ့နော်ဒေးဝမ်းမှာတော့သိန်းတို့ရောက်ပြီးတော့ဟိုတယ်မှာနာနာနဲ့နေပြီးတော့ညနေပိုင်းမှာဖအံကနာမည်ကြီးရဲ့ကန္နာလန်ညစီကိုရောက်လာပါတယ်ဒီဘက်မှာလေလုံးဝထိုင်းဘက်ကလာတဲ့ပစ္စည်းတွေတော်တော်ပေါ်ပြီးဈေးလည်းအရန်တန်တာတွေ့ရတယ်အဲဒါကြောင့်ဒေသခံတွေပြောတာတော့တချို့ဆိုရင်ဒီမှာလာလဲတာမဟုတ်ဘဲနဲ့ပစ္စည်းဝယ်ဖို့တီးတန့်လာတဲ့လူတွေတော့ရှိရလို့ပြောကြပါတယ်တနေ့ကတော့ညဈေးမှာအမဲသားထုတ်ထိုးတွေ့ရတယ်မနေနိုင်မဲနဲ့အမဲသားထုတ်ထိုးဝင်စားခဲ့ပါသေးတယ်တနေ့ရဲ့ food blog လေးကြည့်ချင်တော့ TikTok မှာသွားကြည့်လို့ရပါတယ်ဒုတ်ထိုးစားပြီးအီရနဲ့အညာဈေးမှာပဲအသီးဆိုင်ရနေပြီးတော့အသီးဖြော်ကြီးလည်းဝယ်တောက်ခဲ့ပါသေးတယ်နောက်တော့ကြက်စီထမင်းရဲ့ထိုင်းစားတောက်ဖြစ်တဲ့ mango sticky rice ပေါ့နော်အဲ့ဟာရောင်းတဲ့ဟာတွေ့ရတဲ့အဲ့ mango sticky rice ကိုဝယ်စားခဲ့ပါသေးတယ်ဒီကအရသာလေးအရန်ကြီးအချိုမကဲတော့တသိန်းပါဇက်နဲ့ကတော့လုံးဝကွက်တီပဲစားလို့ကောင်းပါတယ်ဟိုတယ်မပြန်ခင်ဖအံရောက်ရင်ဝယ်တင်းအင်းတီကိုလည်းဝယ်စားခဲ့ပါတယ်ဒီမှာတော်တော်တန်တယ် Day 2မှာတော့ Day 1လိုမျိုးနာနေမဟုတ်ပဲနဲ့အများကြီးသွားလည်ဖို့စီစဉ်ထားပါတယ်အရင်ဆုံးနောင်လုံးတောင်ကြားလမ်းကနေဖြတ်သွားပြီးတော့စတံကိုအရင်ဆုံးသွားပါမယ် Take me home to the place I belong West Virginia Vlog ထဲမှာမရိုက်လိုက်ပေမဲ့ဒီနေ့မနက်တုန်းကတသိန်းတို့သွားမယ့်နေရာကိုမရောက်ခင်အကုန်လုံးစင်တူလေးဖြစ်အောင်ကရင်ဝတ်စုံလေးတူတူဝတ်ခဲ့ရပေါ့နော်ဟိုတယ်ကနေမိနစ်20ကျော်လောက်မောင်းလိုက်တော့မဟာစရံကိုလိုင်းကိုတော့ရောက်ရှိလာပါပြီအခုကတော့စတံကူရောက်တာပေါ့နော် Day 2ပါ Day 1တော့ကန်းနာစီပဲသွားလိုက်တယ်စားရံကိုအရှိမှာတော့ဒီလိုမျိုးကရင်ရိုးရာဝတ်စုံတွေနောက်တော့မုတ်တွေအစုံပဲရောင်းပါတယ်။တင်းသိမ့်တို့သွားတဲ့အချိန်တော့မိုးတွေအရန်ရွာပြီးတော့ရေရတက်နေတဲ့ခါကျတော့စားရံကူအတွင်းထဲကိုတော့ဝင်လို့မရခဲ့ဘူးပေါ့နော်။ကူအတွင်းထဲဝင်လို့မရခဲ့ပေမဲ့အပြင်ကနေလှေစီးရတဲ့အရာသာလည်းဘာနဲ့မှလဲလို့မရဘူးပေါ့နော်။ Hello လေးစစီကတော့အစားတန်ကိုအရှိတ်အချမ်းမှာစစီပြီးတော့တစ်ဖက်ဒါကတော့အခုတစ်ဖက်ကံရောက်သွားတဲ့နေရာပေါ့နော်အဲ့နေရာလေးကလည်းအရန်လာတယ်တပုံရိုက်ရတာလည်းတော်တော်လေးအဆင်ပြေပေါ့နော်ပြီးတော့အဲ့နာမှာသသိန်းတို့ငါးလွတ်တာတို့နောက်တော့လိတ်လွတ်တာတို့အဲ့နေရာအရှိတက်မှာရှိပါတယ်ဆိုတော့ရောက်တော့ရောက်ခိုက်မိသားစုနဲ့အတူတူကုသိုလ်လေးတစ်ဖြတ်လုပ်ခဲ့ပါတယ်ဒါမဲ့လေအတွေးထဲမှာလူငယ်ပြဘယ်လိုတွေးမိလဲဆိုတော့ဒီငါးတွေလိတ်တွေကိုဒီနားလေးမှာလွတ်တာဆိုတော့သူတို့ကပြန်ဖမ်းပြီးတော့အဲ့လွတ်တဲ့နေရာမှာပြန်ပြီးလှုပ်ရှားလောက်တယ်ပေါ့အဲ့ကနေအပြန်သိန်းတို့ကအနည်းဆုံးနောက်ထပ်2နေရာလောက်ကိုတော့ထပ်သွားဖို့စီစဉ်ထားပါတယ်တဲတဲ့ဟိုတယ်ကနေပြီးတော့ဒီစတံကိုသွားတဲ့လမ်းမှာကျတော့နောင်လုံးတောင်ကြားလမ်းရှိရမလို့နောင်လုံးတောင်ကြားလမ်းကိုတပုံရိုက်ဖို့သွားကြပါတယ်ဆဆချင်းစတံကိုသွားတော့လူတွေဒီလောက်မများဘူးပေါ့နော်အပြန်ကျတော့လူတွေကလမ်းမှာအပြည့်ပဲ
ဒါပေမဲ့ကားသွားလမ်းမပေါ်ကြီးကိုတိုက်ရတာဆိုတော့တော်တော်လေးတော့တတိထားဖို့လိုတယ်။နောင်လုံတောင်ကြားလမ်းမှာဓပုံရိုက်ပြီးတော့တသိန်းတို့ထွန်းပတိုင်ဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ဒီနေရာကိုတော်တော်လေးလှတယ်လို့ခံစားရတယ်ရေပြင်းကျယ်ကြီးနဲ့ပြီးတော့အထက်ကငါးလေးတွေမြင်ရတဲ့အထိရေတွေကကြည်တောက်နေတာပဲပေါ့နော်။ကိုတသိန်းတို့သွားတာကြတော့ဒါ9လပိုင်းလေးပေါ့နော်။ဒီမတိုင်ခင်တော့တသိန်းမောင်လေးကအရှင်9လပိုင်းတော့သွားတော့ဒီနေရာရှိမရှိဘူးတဲ့အဲ့တော့သွားမယ်ဆိုရင်လည်းမိုးရွာတဲ့အချိန်မှာအဆင်ပြေမယ်မဟုတ်ရင်ကျတော့ရေမရှိရင်ကျတော့ဒီနေရာတွေကမလှဘူးလေနော်။ဒါကတော့ထွန်းမတိုင်မှာတွေ့ရဲ့ဧည့်သည်လေးပါချစ်ဖို့ကောင်း။ဒါပေမဲ့တခုရှိရာကသူတို့ရဲ့တကယ်နာမည်ကြီးရဲ့ photo spot ကိုရိုက်ဖို့ဆိုရင်တော့တန်းစီရပါတယ်။ဒါပေမဲ့တန်းစီရနဲ့တန်မတန်ကတော့အခုဗီဒီယိုကြည့်ရင်သိနိုင်နေပေါ့နော်။တော်တော်ကြီးကိုလှရတယ်အနောက်က view ရဲ့နောက်တော့ရေပြားအိုင်လေးရဲ့ရေပြားအိုင်လို့ပြောရမလားရေစိမ်းအိုင်လို့ပြောရမလားဒါပေမဲ့တော်တော်လေးစိမ့်စိမ့်ဆူဆူနဲ့အရန်လှတယ်ပေါ့နော်သူများတွေကတောင်ကြားလမ်းမှာပြေးခဲ့ပြီမဲ့တနေ့ကတော့တောင်ကြားလမ်းမှာမပြေးခဲ့ပါဘူးကားထိုက်ပါဆိုလို့ပါအဲ့တော့ဒီမှာပဲပြေးလိုက်ပါတယ်ကဲနေ့လယ်2နာရီတောင်ကြော်လာပြီဆိုတော့ထမင်းစားဖို့သွားပါမယ်အိမ်သားမှာပဲရှိရဲ့ခစ်ဆန်းထမင်းဆိုင်မှာဝင်စားခဲ့ပါတယ်ဆိုင်မှာကရှေ့ရက်တော့လည်းစားဖြစ်တယ်ပေါ့နော်သူကတနေ့နဲ့တနေ့ရောမီနူးကမတူပေမဲ့ပုံမှန်လို့ကြက်သားဟင်းလို့နောက်တော့ငါးဟင်းတို့အဲ့လိုအမေတွေကတော့တူပါတယ်ဒီဆိုင်ကလာချပေးရဲ့လေချမောင်ဟင်းလေးကိုတသိန်းတော်တော်ကြိုက်တယ်တော်တော်လေးစားလို့ကောင်းတယ်နောက်တော့ဟိုရက်တုံးကမရတဲ့တီးစုံပဲကလာဟင်းတပွဲမှာလိုက်တယ်ဒီဟာလည်းတော်တော်လေးတောက်လို့ကောင်းပါတယ်နောက်တော့ပဇွန်တုတ်တပွဲလည်းမှာလိုက်ပါတယ်ဒါပဇွန်တုတ်ကိုစီပြန်လေးချက်ထားတာပေါ့နော်တို့ရန်ကုန်ကနဲ့မတူတာဘာလဲဆိုတော့တို့ကအခွန်မခွာပဲချက်ထားတယ်ဘိုက်ကတော့အတော်လေးကိုစားနေတာပေါ့နော်မနက်ထဲကမနက်စားပြီးရအခု2နာရီကျော်မှထမင်းစားတာဆိုတော့ဦးတွေကတပတ်တည်းအောင်လေနေပြီအဲ့တော့ဒီနေ့ day 2မှာတော့300ရောက်ခဲ့ရပေါ့နော်ပထမဆုံးစတန်ကူဒုတိယတစ်ခုကကျတော့နောင်လုံတောင်ကြားလမ်းမှာတပုံဝင်ရိုက်ခဲ့တယ်တတိယတစ်ခုကကျတော့ထွန်းပတိုင်ဝင်ခဲ့တယ်ပေါ့နော်အဲ့တော့တသိန်းတို့ဒီထမင်းစားပြီးဟိုတယ်မှာခဏဝင်အိတ်တယ်ညနေပိုင်းမှာကနာလန်သွားခဲ့ပါတယ် day 3မှာတော့ဇွဲကပင်တောင်တက်ဖို့အတွက်ကိုဒါတရက်တက်ဖယ်ထားတာပါဟိုတယ်ကနေပြီးတော့မနက်9နာရီကျော်လောက်ကိုထွက်လာတယ်ပေါ့နော်မနက်ပိုင်းကိုတော့ဟိုတယ်မှာ breakfast စားလာပါတယ်တောင်ပေါ်ကင်မရာဘာတွေမယူသွားတာဖြစ်တဲ့အတွက်ဒါအကုန်တော့မပါဘူးပေါ့နော်တသိန်းတောင်အောက်ထီကိုပဲဗီဒီယိုရိုက်လာခဲ့ပါတယ်တောင်တက်မဲ့သူတွေကိုမှားကျင်တာကမိုးကလိုမျိုးဟာယူသွားပါလို့အပေါ်မှာတော်တော်လေးကိုမိုးရွာပါတယ်အဲ့တော့တနေ့ရဲ့ဖန်ဘလော့ကလေးကတော့ဒီမှာနေမယ်အဆုံးသတ်လိုက်ပါမယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဘလော့ဒီမှာဆက်တွေ့ကြပါမယ်အားလုံးပဲတက်တာ